မိခင်ဟာသူ့သားကိုညာတိုင်းတန်ကြိုးနဲ့ချီနှောင်ထားရပါတယ်ဒါပေမဲ့ထူးဆန်းတာကကောင်လေးကဘယ်တော့မှမငြင်းညူပဲဝမ်းသာစွာသဘောတူခဲ့တယ်ညာတန်းကောင်တိုင်းမှာသူထိန်းချုပ်မြဖြစ်ကအိမ်နီးချင်းတွေအတွက်အန်ရဖြစ်လာလို့ပါတန်ကြိုးနဲ့ချီတာဟာအားလုံးဘေးကင်းကိုတခုတည်းတော့နီးလိုက်ဖြစ်ပြီးဒီလိုနဲ့စင်နဲ့ကြာခဲ့တယ်မနက်ခင်းရောက်တိုင်းသူ့ကိုခန္ဓာမှာအမွေးနက်တွေဖုံးနေပြီးလက်သေးတွေနဲ့ရှင်နေတတ်တယ်သူ့မိကအမြဲတမ်းလက်တွေညှက်ပေးရတယ်ဒါကသူ့ရဲ့ရှုခွက်ချက်ပါမျိုးထဲမှာဝန်ပလွေကောင်လေးနေတယ်ဆိုတာဘယ်သူမှမသိစေချင်ဘူးဒီမိသားစုဘဝလေးပြတ်သွားမှဆိုလို့ပါဒါပေမဲ့ကန်ဆိုချင်တော့ကျင်းနာတက်တဲ့အိမ်ကြီးချင်းကြောင့်ဒုက္ခရကတော့တယ်အဲ့ဒီနေကောင်လေးကြောင့်ပိတ်ပင်မဲ့အမေအလှုပ်သွားရထိခဲ့တယ်အိမ်ကြီးချင်းအမျိုးသမီးကိုကြည့်ရှုစေခဲ့ရတယ်အိမ်ကြီးချင်းကသူ့ကိုအားနေနေတဲ့ထင်ပြီးအသားကြော်ကြီးချက်ကျွေးမိတယ်ငယ်စဉ်ကနေမှအမေကအသားမစားရန်တတိပေးထားခဲ့တယ်ဒါပေမဲ့အိမ်ကြီးချင်းကရှုရမယ်ဆိုတော့ကောင်လေးအသားစားမိသွားတယ်အသားနံကိုရတော့သူတောက်မခံနိုင်တော့ဘူးအရှင်ကအမြဲစားကြည့်နေတဲ့အသားကိုမျိုးချလိုက်တယ်ညကြတော့အမေပြက်လာပြီးမူမမှန်တာတီးသွားတယ်ကောင်လေးမျက်လုံးကြီးကြည့်ရတာရိုင်းပြက်လာပြီးဟောင်းနေတယ်သူပြောင်းလဲတော့မယ်ဆိုတာတီးလို့အခန်းထဲပို့လိုက်တယ်ဒါပေမဲ့သူမကိုကုတ်ချက်တန်ရနဲ့ရသွားပြီးသားဖြစ်နေတာအိမ်နီးချင်းစီပြေးသွားပြီးမေးတော့အသားကြော်ချက်ကျွေးမိကြောင်းသိရတယ်အမေကြောက်လန့်တကြားဖြစ်သွားတယ်အိမ်ပြန်ရောက်တော့တကားမှကုတ်ချစ်ရတွေဂျမ်းပီမအမွေးနတ်တွေသူအဝတ်စုပ်တွေကိုတွေ့ရတယ်တန်ကြိုးတစ်ကြောင်းတောင်ကျိုးနေတယ်ဒီအချိန်မှာသူမစိတ်ထိခိုက်သွားပြီးအမှန်တရားကိုပြောပြလိုက်တယ်သူမဟာသူ့မေအစ်စ်မဟုတ်ဘူးခလေးထိန်တတ်ပါကောင်လေးအမေစစ်ကချမ်းသာတဲ့အမျိုးသမီးငယ်တယောက်ဖြစ်ပြီးလူစိမ်းတယောက်စီကကိုဝင်ရသွားတယ်ဖခင်ကသူမကိုအိမ်ကညှင်ထုတ်ထားတယ်နောက်ပိုင်းမှာထူးဆန်းတဲ့ယောဂဝင်လာတယ်ညဘက်ဒီမှာသူမဟာအိပ်ပျော်နေခြင်းလမ်းလျှောက်ထားပြီးတရိษတ်သွေးတွေတောက်တက်လာတယ်မနေ့ကျတော့ဘာမှမမှတ်မိတော့ဘူးတညကသူမဒီလိုလုံနေတာကိုမြင်ပြီးအိမ်မက်ထင်နေခဲ့တယ်နောက်ဆုံးသူသွေးကိုထဲကျွေးကြည့်တော့မှသူမဝါမျိုးနေတာကိုတွေ့ရတယ်ဒါစဆုပ်ဖွယ်သူမတရားဆိုတာကိုနောက်ဆုံးနားလည်သွားတယ်